ပြန်ပါဆုံးစကားပြီးလို့တောင်းဆိုလို့ပြတာတော့စကားဆိုတယ်ဆိုတာပါလေငွေချင်းတွေ့နှုတ်ဆက်တော့အာသိချင်းလို့ခါအမေမသိသေးဘူးလားဆက်တာပဲဟုတ်လားအကျွေးတယ်မင်းတို့ကောက်ကျွေးယူတော့ပေးဘူးလားပါဘာမပေးဘူးအေးမပေးသက်သက်လေးတော့ကွာအဲ့တော့ကျွေးရအဲ့တော့ကျွေးရတော့ညစကားကိုကန့်လို့ပြောတယ်အဲ့ဒါ तू ကတော့ပြောတာကောင်းတယ်လို့နေဟာပြီဒါပေမဲ့သူ့ဘက်ကအမြဲစမ်းတယ်ဆိုတော့သုံးကျွင်းဖြစ်ရင်အဲ့ဒီသုံးကျွင်းကမိသားစုတစ်ပြည့်ပြည့်စီတဲ့သုံးကျွင်းနှစ်စီပွားရေးဖေဖက်ပြိုကွဲသုံးကျွင်းတော့ဒါမှအက်ဆီဒန့်နဲ့တရားမဲ့သုံးကျွင်းအဲ့ဒီဘေးသုံးရှိတယ်သုံးကျွင်းစကားမစင်ကြီးစကားကလည်းစိတ်ပိုင်းဆိုင်ရာပဲကွာမဆဲကျင်လာတဲ့အရင်မဟုတ်လားဒေါသအရင်ထွက်မှဆဲရတာအဲ့တော့ဒီစိတ်ပိုင်းဆိုင်ရာမှာသုံးကျွင်းအားလုံးဟာမမျိုးသိမ့်နိုင်ဟုတ်ပါနိုင်ပိတ်တယ်လို့ပြောတယ်သူများကြောက်ကွက်ကုန်မှရွေးပြောတယ်ဒါလည်းစက်ပြောတယ်သူများအခွင့်အရေးမပေးဘူးအဲ့ဒီတော့ဘေးမတွေ့ရင်ဘောပြက်တယ်အဲ့လိုကြာအဲ့တော့သုံးကျွင်းရဲ့အဓိကဟာဘာလဲမလဲသတုချဆိုးတယ်ဆိုရင်ဒီမဲ့လို့စကားသိမပြောဘူးတို့မသူများကိုပြောခွင့်ပေးမဟုတ်လားဘက်ကမတုတ်ပြန်နဲ့ပေါ့မဟုတ်လားအဲ့ဒီသုံးချက်တာသုံးကျွန်းဆိုအဲ့သုံးကျွန်းသွားတယ်ဒါကြောင့်ထုံးမှငွေရှိလူတိုင်းတတ်တော်နဲ့ငွေရှာနေကြတာမဟုတ်လားအဲ့ဒီကငွေတင်လာကြိုးအထုံးအိမ်မှာရောက်နေတာသုံးကျွန်းတစ်ခုပဲရှိတယ်ဟုတ်လားအချောက်ပတ်သက်ရတော့သုံးကျွန်းပါဇက်ကိုထိမ့်မယ်နှုတ်ကိုစောက်စည်းတိုင်းညားတာငွေလုံးခရုပ်ပြရစောက်သုံးကျွန်းတွေထိပေါက်နိုင်ဒါကိုပြောချောင်ရတယ်ပေါ့ကွာဒါပေမဲ့ဘယ်သုံးကျွန်းရမှာစကားကိုရှော့ပြောနိုင်မှာပေါ့ယောဂဖြစ်နိုင်မပြောရင်ဒီသုံးကျွန်းကလေနာယောဂဖြစ်တော့ယောဂဘောင်းဆုံးဖြစ်တယ်ဒီတို့မှသုံးကျွန်းပြောဖြစ်နော်အာသာတော့ပြောတာအကုန်လုံးလင်ကိုမရဝယ်ဖြစ်အောင်အကုန်လုံးဆုံးမရတယ်ဒီလိုယောဂဘောင်းကိုဖြစ်တယ်ရှော့ရမေးတူတူလေးဖြည်းဖြည်းလေးတော့ကျမမှန်တယ်ဒီလာလျှော့တယ်စိတ်ကကျမမှန်တယ်ပဲအသုံးကျွန်းတွေမူလပိကိုကရှင်စစ်ပြန်တဲ့စိတ်ကိုမွေးရတယ်မလျှော့အေးမလျှော့တိုင်းသူ့တော့ကောင်းကျိုးဆိုးနေတာဆိုးပဲဖြစ်တဲ့ဘောနော်တုံးရတဲ့ကြောင့်ပါလေစကားရှင်မပြောနဲ့အနိုင်မပြောနဲ့နိုင်တဲ့စင်းလည်းမပြောနဲ့စကားများမပြောနဲ့မဖြည့်ရှင်းအတော့ဒီပြုပြန်တာသူကဒီရေးသားတာဟောရမှာကသူလုတ်တာတွေပြောနေတာဟုတ်ငါပြောနေတာကအဲ့ဒီလုတ်တာတွေဆက်တဲ့တော့ပြင်ရမယ့်အချက်တွေပြောတာမင်းဟောတာကမင်းဟောကြတယ်ဟောလို့ရလူပြောက်ကို guideline ချပေးတာကတော့ဟောကြတယ်ဟောရတရားမိလမ်းကြတယ်မင်းတို့ကအဆုံးမပေးဖို့တို့တယ်အဲ့ဒီအပိုင်းလို့ငါနားလဲစီတယ်ဟောတာစကားကြီးချိုးတယ်မင်းကဆိုးတယ်ဟောပေါ့ပြောတယ်ဟုတ်လားငါတို့ပြီးသွားတယ်ဟုတ်အဲ့ဒါဒီကြောင့်ဆိုးကျဖြစ်ဘယ်လိုပြင်ရမလဲဆိုတော့အချက်သူ့ပြောပြဟုတ်လားတုံးနေတယ်ကွာမနာကွာဘယ်လိုလုပ်လဲဟုတ်လားအေးပြန်မပြောနားမထောင်ဖြစ်ပါဟောပြန်တော့မပြောဘူးလေဆက်သွားတယ်ကျောင်းသုံးငယ်ယူအလုံးအိတ်ပြဟောဒီပြိုလေးတစ်ခုထွက်လာတယ်ပြောလို့နိုင်မနိုင်တော့ပါလို့လေအဲသုံးညအေးရထွက်ပြီးတယ်ဟုတ်ပြီလားကဲအေးရထွက်ပြီးလို့ကျစကားခကြီးအိုးရဲ့ပရိရဲ့ပါတော့ရောက်တဲ့နေရာဘေးမတွေ့ပြန်ဘူးလားအေးအဲ့ဒါကိုပြောတယ်ဟိုမှာသူတက်ပြင်ပါမလားမိဘညီကောင်မောင်တော့လည်းသိမခံရင်ဘေးလူကတသိမဟုတ်ဘူးလားအဲ့ဆုံးမှာပေါ့ကျောင်းသုံးကျွန်းအလောင်းအလမ်းမေးမှာများဒီကောင်တရားဒါငယ်ရွယ်ပေါ့သုံးကျွန်းအိမ်တော်မလားဥမာကွက်တယ်စကားပေါက်ကြရပြောလို့အမေအပြူဖြစ်ပါအောင်ပြောတော့ဒါမျိုးလေးတွေပေါ့နော်အဲ့တော့သုံးကျွန်းစကားကိုထုတ်ပြောတဲ့သူများရဲ့အားနဲ့ချက်ကိုမဖော်ရှင်းပြမငင်းတယ်မဟုတ်လားချက်ချင်းပုတ်ပြန်တာကိုညစကားနှင်းနေတယ်အေးမယ်သိခံအောင်မယ်ဒီသုံးချီပွားဒါလေးစောင်းနေမှာအကုန်ရှိတယ်နော်ဟုတ်ကဲ့လေးမှာပို့ဆုံးတယ်ဟုတ်လေးကဦးရိုက်ဆိုင်ကွာမင်းတို့ပြီးလေးဟုတ်ကဲ့ပတ်လို့ရတယ်လားလေးနဲ့6မှာပြန်ရိုက်ဆန်းရတယ်ဟုတ်ကဲ့အဲ့ဒါကသုံးတာဘာကြောက်လဲဆိုတာမင်းတို့ဘောပေါက်တယ်တစ်ကဘာကြောက်လဲ
လူချင်းပေါင်းတဲ့နေရာမှာသိမခံနှစ်ကအယူဆတဲ့ တွေးခေါ်ယူဆ အပတ်တို့ကယူဆပတ်တဲ့တေအောင်ညင်းနေတာလူညင်းတာပေါ့ တို့ တော့ပါ